ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ Tosa Electronic ကိုဒီနေ့တော့ကျွန်တော် HP Elite Book 830 GA လေးတွေထပ်ရောက်လာတယ်ဒီကောင်လေးတွေက i7 မှာ 11 Gen RAM 16 SSD 512နဲ့ရမယ်ပြီးတော့ဒီကောင်လေးက360ခေါက်လို့ရမယ်ပြီးရင် touch screen နဲ့လည်းသုံးလို့ရမယ် tablet မှုနဲ့လည်းသုံးလို့ရမယ်ပြီးတော့ဒီကောင်လေးရဲ့ performance ကျတော့ CPU speed ကကြောင့်ဒီကောင်လေးက 3.0 ထိထွက်တယ်ဒီကောင်လေးတွေက Elite Book လေးတွေကကျွန်တော်တို့စီမှာတော့အယောင်ရဆုံးလို့တော့ပြောလို့ရတယ်ဗျာ customer တွေကလည်းအမေးအများဆုံးလုံးလေးတွေအခုကျွန်တော်တို့စီကိုနောက်ထပ်5လုံးထပ်ရောက်တယ်အဲ့5လုံးမှာမှ2လုံးကတော့ pre-order ရှိပြီးသားမို့လို့ကျွန်တော်တို့မှာလက်ရှိတော့3လုံးကျန်အောင်မယ်အဲ့တော့ဒီဟာလေးကိုကြိုက်လို့လိုချင်တယ်ဆိုရင်တော့အမြန်ဆုံးလာဝင်မှာတော့ရမယ်ကျွန်တော်စီမှာဒီကောင်လေးတွေအရန်ရောင်းရတဲ့အတွက်ပစ္စည်း install ရှိမရှိရတော့ကျွန်တော်လည်းအာမမခံနိုင်ဘူးအဲ့ဒါကြောင့်ပါပြီးတော့ဒီကောင်လေးရဲ့ဈေးနှုန်းကကြတော့20သိန်း5000အနည်းနဲ့ရမှာခင်ဗျဆက်သွယ်ပြီးမှယူနေဆိုရင်တော့အမှတ်136 39လမ်းကျောက်တရာမြို့နယ်ရန်ကုန်မြို့အောက်ဘလောက်ကိုလာရောက်ပြီးအားပေးနိုင်ပါတယ်ခင်ဗျဖုန်းနံပါတ်လေးကိုလည်းကျွန်တော်အောက်မှာတစ်ချက်ထိုးပေးထားပါမယ်ဗျ